ကျမကတော့စိတ်ခံစားလို့တဲ့ငွေချင်းတယောက်ကြောင်းပြောပြမယ်ပန်းရင်ဖြစ်ပါတယ်အဲ့ဒီငွေချင်းကတော့ တကယ်ကြီးတော့ငါပြောရတာထောက်ပြီဖမ်းပြောဖို့မနေ့ကလေတင်တန်းမှာဆောင်းမမေးနိုင်ဘူးနေပါလေဆိုမှတင်တန်းလူတယောက်ငါ့ကိုဝမ်းနဲ့ကြာလာပြောနေဟုတ်လားဘာပြောလို့လဲ ဝမ်းနဲ့နေပါလေဆိုမှဘယ်ပုံမှာသွားလဲသူရှင်းပြပေးမယ်လေ ဟောအဲ့ဒါဝမ်းနေစီရလား ဝမ်းနေတာပေါ့မနေ့တိတ်ဒီမနေ့ရှင်းပြမယ်လို့ပြောရတာ အဲ့ဒီဒီလည်းဝမ်းနေတာပေါ့ဖြစ်တတ်ပါတယ်ဒါနဲ့တော့အဲ့ဒီငွေချင်းနဲ့ညို့နဲ့တိတ်ပြီးကိုပြောရနေမှာတိတ်ဝမ်းနေပြီပဲ အဲ့နေ့အမီဒီယန်ပါလေ ငါလားတိတ်တော့မှတ်ပြီပဲ ENTP လို့ထင်တယ်ဘာဖြစ်လဲ အဲ့ဒီနေအောင်ပါ ငါလားငါ INTJ နဲ့ INFJ လို့ထင်တာပဲ ဟဲနေအောင်တီရီပဲလားငါရလုံး F လေဒီလိုတီလို့ထင်တာပဲကြည့်ရတယ်ဒီလုံးဝတီပြီးသားအမလေးအားလိုက်တာဘာမှမပြောနိုင်ဘူးနော် သူကတော့သူတယောက်တည်းခံစားတတ်ပြီးသူများတွေကိုခံစားချက်မရှိရလို့ဆက်ဆံတဲ့ငွေချင်းပဲဖြစ်ပါတယ်အားလုံးညာလည်းငါရစင်ပြောမှာလားခက်ရလို့သူကမစင်ပြောတော့တကယ်ပဲစိတ်တူလိုက်တာအပြစ်တယ်လေ ပိတ်ကြရွှေရှင်တော့ကြည့်လို့လုပ်ထားတာခုတော့ကြည့်ပြတော့လေလေ အော်သူလည်းချမ်းသာတဲ့ဆိုင်တွေရှိလို့နေမှာမလား ဖြစ်နိုင်ချားကောင်မလေးနဲ့တော့လို့ပဲဖြစ်ရ ဘာလို့မထင်တာလဲ ဒီလိုပဲအာရနေပြီ ဘုံဘုံရဲ့အရင်ကအတွေ့လို့နေမှာနဲ့နေမဲ့ဖြစ်နေတယ်ငိုနေရဟုတ်တယ်ငိုရတကယ်လို့ဒီပြောသူလို့သူတခြားကောင်မလေးနဲ့တွေ့နေရဆိုလို့ရှိရင်မပြတ်လိုက်ပေါ့ နေရတီဆိုအဲ့စကားပြောထွက်တယ်နော် ဟမ် တီရီများနှစ်သိမ့်နေပြောပြီးတော့စိတ်ထိကမလုပ်တတ်ကြဘူးမသိဘူး ငါတို့ကလည်းတော့ညစိတ်က ငါနင်တို့ငါနဲ့လူဝမ်းနဲ့ပြီးနှစ်သိမ့်ပေးစေချင်တော့နင်တို့တို့အရန်ခက်ခဲနေရလား မဟုတ်ပါဘူးအဲ့ကောင်ကြီးကအခြားကောင်မှနေရှောက်ရတယ်ဆိုတော့တင်ညာပြောလို့ရမှာလေ နင်တို့ရေများတွေးလိုက်ကြတာနင်တို့ရေချမ်းမနေရငါ့ဘက်မှာပဲတနာတယ် ညမနဲ့နေရဆိုတော့သိပြီမဲ့အဲ့ကောင်ကြီးမှနောက်ထပ်ကောင်ကြီးရှိရဆိုတော့တင်ညာပြောလို့ရမှာပေါ့ အခုဒီလိုတွေးလိုက်ကြတော့သူမရဲ့ပြောအဲ့လောက်ခက်နေရလား ဟုတ်တယ်တူမနင်းရတော့ဟုတ်တယ်တူမတော့ကောင်းတော့ ဘုံဘုံတရားသူ့ကိုယ်သူစိတ်ခံစားလို့ရဆိုပြီးတဖြည်းဖြည်းပိုဆိုးလာပါတော့တယ်တကယ်ကြီးတော့ငါတီရီယာနဲ့စပင်းရလာတာစဉ်းစားတယ် ဟုတ်လားဘယ်လောက်ပြတ်မှာလဲခဝဲနေတယ် ဒီဝင်လို့တဲ့ဒီဝင်နေတာဒီဝင်နေရလားစပယ်ရဒီဝင်ရောင်းနေရဒီဝင်နေလို့စပယ်ညက်ချင်တာဒါနဲ့ဘာလို့ဒီဝင်ရလဲ တိဘူးအခုတော့စားလဲတိတ်လို့ကိုစင်ပြေလို့ကောင်းလေးနဲ့လည်းစင်ပြေဘူးငါတို့များစင်ပြေပါဟာ မဟုတ်တာပဲနေကောင်းနေတဲ့အဆင်ပြေအောင်ပါတိတ်ဆိတ်မပူပါနဲ့ဟုတ်တယ်စားလဲငါတို့ပြောပြမှာပေါ့ အဲ့ဒါဆိုရင်နောက်တန်းချင်တယ်ငါ့ကိုမထုတ်ပြပါလား ဟင် ငါဒီဝင်နေရနဲ့မင်းကမအိပ်ရသေးတော့ခဏတော့အိတ်ချင်တယ် ငါလည်းရေးပြလို့အဆင်မပြေဘူးအိမ်သားလိုက်လေဖြည်းဖြည်းချင်းပေါ့ ငါစောက်တယ်နေရင်ပြီးစောင်းကားလိုက်မယ်လေနေအိမ်သွားပြန်ဖို့ပေါ့ ဘာပြောနေရလဲငါကနှစ်ခါတော့ထွက်အောင် ဒီညလည်းဒီဝင်နေရနဲ့စောက်ဖို့အချိန်မရှိဘူးလို့ ဒါဆိုရင်ဖြည်းဖြည်းချင်းပြီးတော့ဒီဘက်မှာပြင်ပြီးတော့ ကိုယ်တကယ်ကြီးကဒီလောက်ဒီဝင်ပြီးအိမ်ပြန်နေတော့ဒီလောက်တော့လုပ်နေတာက ဟုတ်ဘူးလေ ဒီတို့တွေကမစိုးရင်လည်းပဲငါခံစားတဲ့သူလို့ပြင်မလိုက်တာဟာ မစိုးရင်တော့ဘယ်ဟုတ်ပါလဲပြီးတော့ဘာလို့လဲ ညီကနင်တို့ကိုနင်တို့ပဲသိကြရဲအတားကြီးချက်ကတော့ ဥပ္ပဝေနဲ့အဲ့လိုပြောတဲ့မှာ ဟ
ပြောရမယ်ဆိုရင်နေရာမှာအတ္တကြီးနေရတော့ငါစိတ်ထိခိုက်လို့ရတယ်နင်တို့ကမဆာလာပဲဆိုတာအစင်စီကြီးပဲ ဟုတ်တယ်ဦးမောင်ငါတို့အဲ့လိုပြောနေတာကတိတ်အဆင်မပြေဘူး ကိုယ်တငယ်ချင်းကဒီလောက်ထိ emotional ဖြစ်တာကို live ခံစားတတ်ပြီးဘူးဆိုပြီးတော့မခွန်နိုင်မပြောနိုင်ဖြစ်သွားပါလေရော MBTI ကတီးပါဝေးတာချာသူတို့တွေကစိတ်ခံစားချက်ကိုနားလည်မပေးနိုင်တဲ့သူတွေပဲ ငါတို့ပြောနေ ဟုတ်မို့စတဲ့ငယ်လေးမှာတော့ body တင်းတော့တယ်လို့ မင်းနဲ့ပါဆိုင်ပဲဟာလေငါမလုပ်ကြတာလို့ အဲ့ဒီနေ့ပုံစံပြောင်းနေတယ် ဟုတ်လား နေအရင်တက်ကိုလာနေတယ် ဟုတ်လားကျေးဇူးပဲ ဒီနေ့ငါထားလေးကနောက်ပြန်တော့ပို့ထားတယ်လေဟုတ်လား ငါလည်းကြည့်ရ ငါလည်းကြည့်ကျေးဇူးပဲ ငါလည်းကြည့်ချင်တယ်နော်ကောင်းပါပြီ ဟုတ်တယ်လေ ငါလည်းပြောမှာ ပူကြတော့စင်ပြေနေတယ်ညီကစရာညီသားပြမို့လား ဟုတ်တယ် ဒါနဲ့လေညီပန်းရ MBTI ကိုသိလား MBD အကြောင်းတေချာမသိဘူး အော်ဟုတ်လားငါပြောပြအောင် ပြပြလေး ပန်းရ ENTP တဲ့ ENTP ဆိုတာဘယ်လိုစားလဲသိလား ENTP ဆိုတာသူတော်ဘာခံစားချက်ကိုကြည့်ရဲ့တကူကောင်းဆန်သူကြီးပဲ ဟိုတော့လာပြီပါငါကြောင့်တင်းနေတော့နေပေါ့ တခုတော့ပြောတဲ့နေမှာ ဒီတိုင်းတော့ဆက်ပြီးကိန်းခံတော့ပြောဟဲ့မို့နေလိုက်တော့ငါကြောင့်တင်းနေတော့လေဆို ကြောက်ရလား ငါကငါဆန်တဲ့လူပြောရတာအားမရလို့လာပြီပါမဟုတ်တာရှောက်ပြောလာ ဘာပြောနေရလဲငါဘယ်တော့ရှောက်ပြောလို့လဲ ဟဲ့မို့နင်ပြောနေရရင်အားလုံးပလီပလာရေးပဲနော်ဒီကိုကောင်းဆန်တာ MBTI နဲ့မဖောင်းစမ်းပါနဲ့ပြီးတော့နင်အဲ့လိုပြောတာကိုရှောင်းအောင်ဒါပြီကိုနင်တို့မှတ်နေတယ်ဘာ ဟုတ်တယ်ဦးမောင်ဒီလူတကောင်အမိရမင်းပြီးတော့ဝေးမှန်တဲ့မှာ နင်ကိုဆန္ဒပေးစီစဉ်တစ်ဖက်ကိုအရင်ဆန္ဒပေးတဲ့လေနင်လူနေခံစားချက်ကပဲရေးကြည့်ရအောင် နေအဲ့ဒါစားလို့မရှိနဲ့မတိရှာတာပြီကနာတော့ ဘာလို့ငါ့ကိုခဏပါလဲ ဟောမဟုတ်ပါဘူးလေ မူလီလုံးဝင်လာတာအောင်းလာပါတယ်အော်ငါတော့ပိုင်းရတင်းနေအဲ့ဒီလေးကိစ္စမရှိဘူးပိုင်းမို့လို့တိုင်းခင်လား ဟုတ်တယ်ဦးမောင်ဒီလူတကောင်အမိရမင်းပြီးတော့ဝေးမှန်တဲ့ အဲ့ဒီနေ့ကလေးကဝတ်မှုန်တယောက် emotional ခွင့်မဟုတ်တော့ပဲကျမတို့နဲ့လည်းပြန်ခင်သွားပါတယ်တငယ်ချင်းတို့ပတ်ဝန်းကျင်မှာရောဒီလိုလူမျိုးရှိကြလားယင်